ဒါတော့ရှေ့ဆက်တော့မှမနေ့ကိုဆွန်းနှန်းလောင်းကြတာပေါ့နော်ဒီနေ့ကတော့သူတို့ဒီကအရာရှိမိသားစုတွေကဆွန်းလောင်းလူနေကြတာပါတောင်မတက်မဲ့ဆိုလို့ရှိရင်ဒီလိုမျိုးကားလေးတွေနဲ့တက်ရပါတယ်တဦးကိုအသွားပြန်3000ကျပ်ပါအသွားပဲတက်မယ်ဆိုရင်တော့1500ပေါ့နော်အသွားပြန်လိုက်မယ်ဆိုရင်3000ကျပ်ပါရှင်ကဲတောင်မကားလေးနဲ့တက်ပြီးတဲ့အခါကျတော့အရင်ဦးဆုံးဒီမှာဒီကဖျားကိုအရင်ဖူးရပါတယ်ဒါကတော့မဟာမြတ်မုနီရုပ်ပွားတော့ဗောနော်ဒါအထက်ဆက်တော်ရာကိုမတက်ခင်မှာဦးဆုံးဖူးရတဲ့ကိုခန်းကြီးမဟာမြတ်မုနီဖျားပါရှင်အရန်ကိုကြည့်ညိုတက်ပယ်ဖို့ကောင်းပါတယ်နော်ဒီမှာအခုလိုမျိုးတတိစွန်းလေးတွေလည်းကတ်လူလို့ရပါတယ်ကဲအထက်ချက်တော့အထက်ခြေတော့ရအောင်တော့ဒီကနေစပြီးတော့တက်ရပါတယ်ရှင်ဒီမှာလည်းခေါင်းလောင်းလေးတွေရောင်းပေးပါတယ်ခေါင်းလောင်းလေးတွေကအမဈေးလေးတွေဘယ်လိုရှိလဲဈေးလေးရဒါလေးရ9000ဒါလေးရ9000ဒါလေးဆို9000ဒီ size ဆိုတော့1000ခွဲဒါလေးရ1000ပါကဲဈေးလေးတွေကတော့ကြားတဲ့အတိုင်းပဲနော်အနည်းဆုံး9000ကစပါတယ်เนาะဒါလေးတွေက9000เนาะဟုတ်9000နန်လေးတွေကစပြီးတော့လှူဒန်းလို့ရပါတယ်ဒါကတော့ဒီမှာဆဲလဲရောင်းတဲ့ဆိုင်တွေကဒီဒီဇိုင်ပဲရှိပါတယ်เนาะကဲအထက်ဆက်တော့ရကိုလေကားလေးတစ်လောက်တော့တက်ရပါတယ်เนาะဒီလေကားလေးစောင်းရင်ရောက်ပြီဒီမှာတော့ချစ်စရာမြောက်ကလေးတွေပါကျူးလက်ပေါင်တစ်ခုမာပုတ်ပါလောက်တော့မြောက်ကတော့အရင်မများဘူးပေါ့เนาะကဲအထက်ဆက်တော့ရတော့ရောက်ပြီအရင်ဦးဆုံးခြေတော်ရောက်တော့ဖူးကြမယ်နော်ရွှေဆိုင်ဟိုမှာလေကဲခြေတော်ရကိုရွှေသင်္ကန်းလူကိုရွှေချဖို့အတွက်သွားလူဝယ်ကြမယ်နော်ရွှေဆိုင်ကဘယ်လိုရောင်းတာလဲ9000ကဲဒီမှာရွှေဆိုင်တစ်ချက်နှစ်ချက်ပါထပ်နေလို့ဟုတ်ကဲ့နှစ်ချက်ဘယ်နေတူရကလေးနေရမဖြစ်အောင်ရမဖြစ်အောင်ရကလေးဒါဘယ်လောက်လဲ1000မနဲ့1000ဟိုဟာလေး1000မိုးပေးရပြီအားပေးပေးမယ်နော်အေးအောက်ကနေမမနောက်လိုအနေမပြူးချင်တော့စားတော့မြောက်ကလေးစားနေကြတယ်မနောက်မသိဘူးမမရသမီးခလေးကြောက်နေကြတာတော့ဟုတ်တယ်လူကြောက်နေမညာလေးချက်လည်းအားပြီးတော့မအတေးလေးတိုးပြီးမအားပေးပါဘူးညာလေးမစကားတက်ပြောနေအားပေးပါညာလေးကြောက်က ဲဒါကတော့အထက်ဆက်တော်ရာနေမြင်ရတဲ့အောက်ဆက်တော်ရာနဲ့မန်းချောင်းရဲ့ရှုကင်းလေးပါရှင်ဘာလို့ဖျားဖို့ကြမှာမြောက်ကလေးလည်းစားတယ်မလို့လည်းရောင်းရတာပါအမကဲပါကဲဒီတောင်ပေါ်မှာမြောက်စာဒီလိုမျိုးရောင်းတဲ့ညီမလေးတွေရှိတယ်1000မိုးဆိုရင်ဒါဟိုဟာလေးတွေဘယ်နှလိပ်ရလဲ1000မိုးဆို9လိပ်လား9လိပ်ရတယ်နောက်အသီးနှံလေးတွေလည်းရတယ်เนาะဆောနာကျွေးတဲ့ဒါမျိုးလေးတွေဆိုရင်တစ်ထုပ်ကို1000ပါ1000ဆိုရင်ဒီမှာအသီးနှံလေးတွေ3-4မျိုးထည့်ပေးထားပါတယ်เนาะဒီမှာအားပေးလို့ရပါတယ်ဒါကတော့အထက်ဆက်တော်ရာရဲ့ပထမရွှေစေတီလို့ခေါ်ပါတယ်ရှင့်အဲ့ဒီမြင်းမြဝင်ပြားတော့ချက်ကပါဘူးပါမိကမရခန့်စားနော်အမွှေးတယ်အမွှေးတယ်ကအမွှေးဒါကတော့အထက်ဆက်တော်ရာမှာရှိတဲ့ဒုတိယဆူတောင်းပြည့်စေတီဖြစ်ပါတယ်
ဒါကအထက်ဆက်တော့ရပေါ်မှာပဲရှိတဲ့မဟာဗောဓိညောင်ပင်မှာဒီညောင်ပင်ကဗုဒ္ဓဂါယာကနေပြီးတော့ပင်လာတဲ့ညောင်ပင်ဖြစ်ပါတယ်တဲ့ဒီမှာညောင်ကိုင်းထောက်ထားတယ်အများကြီးပဲနော်ဒါကတော့အထက်ဆက်တော့ရပေါ်မှာပဲတည်ရှိတဲ့အောင်မြေနေရာလေးပါเนาะဆူတောင်းပြေအောင်မြေလို့ခေါ်ပါတယ်ဒီနေရာမှာတော့ဇီးကွက်ရုပ်ကြီးနဲ့အခုလိုမျိုးတမူထူးခြားစွာတည်ထားတဲ့ဖျားရှိပါတယ်